အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကိုပါဒူဘိုင်းကိုလာခြင်းနေဆိုလို့ရှိရင်ရအောင်လာခဲ့ပြီးသွားလို့ရှိရင်ပထမကျွန်တော်ပြောသလို2လကရအောင်လှုပ်ရှားပြသလားအပျော်ပါသိမ့်မမှန်နဲ့အချိန်တွေကိုလက်ဟတ်သက်မဖြုံးပြနေဒါပေမဲ့ဘာဖြစ်လို့လဲဆိုတော့ဒီဘက်မှာနေသေးစားသေးအကုန်လုံးကဈေးကြီးရဲ့ပြောမယ်ဆိုလို့ရှိရင်တဲကန်နာယာကြီးမှာဟိုပေါ့နော်မဖြစ်အောင်ဟိုဘယ်လိုပြောမလဲ မြို့တည်ထားတဲ့ပုံစံကြီးအဲ့တော့အရာရာတိုင်းကဈေးကြီးရယ်ဒါပေမဲ့အလုပ်ရသွားရင်တော့အရာရာတိုင်းကအဲ့လောက်တော့ဈေးမကြီးတော့ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့တိတ်မသုံးပြဘူးအဲ့လောက်ကတော့ဈေးမကြီးတော့ဘူးပထမတစ်နှစ်ကိုကျွန်တော်တို့ငွေရှာမယ်အင်္ဂလိပ်စာ improve ဖြစ်အောင်လုပ်မယ်စိတ်ဒုက္ခလေးနည်းနည်းခံမယ်နောက်နှစ်ကြာလို့ရှိရင်ကျွန်တော်တို့ပတ်စံစုထားလည်းရှိပြီးအလုပ်တွေကြောင့်လည်းရှိပြီးဒီအလုပ်မကြိုက်ဘူးဆိုတော့နောက်အလုပ်ကိုပြောင်းလို့ရတယ်လာစားကောင်းတဲ့အလုပ်တွေကိုပို့ပြီးတော့ရှာလို့ရတယ်ပေါ့နော်ပြီးရင်ကိုသွားချင်တဲ့နေရာတွေလည်းသွားလို့ရတယ်ပေါ့